ဇီငွေထုတ်စက်ရုံရဲ့လုံခြုံရေးစီးကအခုချိန်ထိတော်လှန်ရေးတွေ့တွေဘက်ကထိုးမပေါက်နိုင်ဖြစ်နေတဲ့အထိလုံခြုံရေးမြင်မာပါတယ်။ဇီငွေထုတ်စက်ရုံအတွင်းမှာတော့ပုံစံတူအရွယ်တူလူနေတိုက်ခန်းတွေရှိနေတာကိုတွေ့ရပါတယ်။အဲ့ဒီအစာအုပ်တွေမှာစက်ရုံဝန်ထမ်းတွေနဲ့မိသားစုဝင်တွေနေထိုင်ကြပါတယ်။ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကတစ်နှစ်ပတ်လုံးဒီပါစက်ရုံအတွင်းမှာပဲနေထိုင်ကြရတာဖြစ်ပြီးတခါတလေအခါကြီးရက်ကြီးတွေမှာအားလက်ရက်ရကြမှသာမွေးရမြေစီကိုပြန်ခွင့်ရကြတာဖြစ်ပါတယ်။အခုချိန်မှာတော့လန်ခီလုံခြုံရေးကစိတ်မချရတဲ့အတွက်ခွင့်ရဖို့ပိုခက်လာတာကြောင့်စက်ရုံအတွင်းအလုပ်လုပ်ရတာကထောင်ကျသလိုကိုတောင်ဖြစ်နေပါတယ်။ဝန်ထမ်းဆောင်တွေကနေနည်းနည်းလေးဆက်တက်လိုက်ရင်တော့ဝစီငွေထုတ်စက်ရုံဝင်းရဲ့ပင်မစက်ရုံစီကိုရောက်မှာဖြစ်ပါတယ်။အဲ့ဒီပင်မစက်ရုံတွေကိုသက်ဆိုင်ရာဝန်ထမ်းပညာရှင်တွေနဲ့တာဝန်ရှိသူတွေပဲတွာလာခွင့်ရှိပါတယ်။ပြည်တွင်းသုံးငွေစက်ကူစာပို့စာချုပ်တစ်စိတ်ကောင်းတွေနဲ့အောင်ပါလီထီလက်မှတ်တွေအပြင်လုံခြုံရေးနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းမျိုးစုံကအဲ့ဒီပင်မစက်ရုံကနေပဲထွက်လာတာဖြစ်ပါတယ်။ငွေစက်ကူတွေကိုထုတ်လုပ်ရမှာဝါကွန်းချီ40ရာခိုင်နှုန်းနဲ့လုံခြုံရေးကျိုးပါတဲ့စက်ကူသားများနဲ့ရိုင်းနှိပ်တယ်လို့သိရပါတယ်။ဝါကွန်းချီ40ရာခိုင်နှုန်းနဲ့လုံခြုံရေးကျိုးပါဝင်တဲ့စက်ကူသားတွေကိုပြည်တွင်းမှာမထုတ်လုပ်နိုင်သေးတာကြောင့်အိန္ဒိယကနေသာတင်သွင်းရပါတယ်။စက်ပစ္စည်းတွေကိုတော့ဂျာမနီနိုင်ငံကနေမှာယူပြီးဂျာမနီပညာရှင်တွေကိုယ်တိုင်တက်ဆင်ပေးသွားခဲ့တာဖြစ်ပါတယ်။မင်းအောင်လှိုင်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ဝစီငွေထုတ်စက်ရုံမှာအပြောင်းလဲတွေဖြစ်ခဲ့ပြီးငွေထုတ်စက်တွေကလည်းအရင်ကထက်ပုံမူလဲပတ်နေရပါတယ်။ကုန်ကျန်းတဲ့နည်းပညာပိုင်းအတွက်ကုန်ကျစရိတ်ကအရန်ကြီးမားတာကြောင့်ကုန်ကျစရိတ်ကမိအောင်ဆိုပြီးအခုချိန်မှာ7000တန်တစ်မျိုးတည်းကိုသာဦးစားပေးထုတ်လုပ်နေရပါတယ်။ဝစီငွေထုတ်စက်ရုံကိုမင်းအောင်လှိုင်စစ်တပ်ကအစင်းမြင့်ဗိုလ်ချုပ်တဦးကထင်းချုပ်ထားတာဖြစ်ပြီးစက်ရုံကနေထုတ်လုပ်တဲ့ငွေစက်ကူအရေးအတွက်ပြင်အခြားအချက်လက်တွေကိုလည်းလျှို့ဝှက်အဆင့်ဖြစ်သတ်မှတ်ထားပါတယ်။ငွေစက်ကူထုတ်လုပ်ရမှာတုံးတဲ့ကုန်ကျန်းပစ္စည်းတွေနဲ့ဆေးမြင်တွေကိုဒေါ်အောင်ဆန်းစုကြည်ရဲ့အယက်သားအစိုးရကာလအထိဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Giseki and Debrian ကနေမှာယူခဲ့တာဖြစ်ပါတယ်။ငွေစက်ကူထုတ်လုပ်တဲ့စက်ပစ္စည်းတွေကိုလည်းဂျာမနီနိုင်ငံထုတ်စက်တွေကိုပဲအသုံးပြုခဲ့တာပါ။စက်ပစ္စည်းချို့ယွင်းမှုတွေဖြစ်ခဲ့ရင်ဝစီငွေထုတ်စက်ရုံကစက်ပြင်ဝန်ထမ်းတွေနဲ့အင်ဂျင်နီယာတွေကိုယ်တိုင်ပဲပြင်ကြပါတယ်။ဒီလိုပြင်နိုင်အောင်လို့လည်းအင်ဂျင်နီယာအချို့ကိုဂျာမနီနိုင်ငံအထိပညာသင်စေလွှတ်ပြီးပညာယူစေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအကြီးစားချို့ယွင်းမှုတွေဖြစ်လို့စက်ရုံဝန်ထမ်းတွေကိုယ်တိုင်မပြင်နိုင်တော့ဘူးဆိုရင်တော့ဂျာမနီကပညာရှင်တွေကိုခေါ်ယူပြီးပဲပြင်စေရပါတယ်။ဘာကြောင့်ဂျာမနီထုတ်တွေပဲသုံးရတာလဲဆိုတော့ဂျာမနီကငွေစက်ကူထုတ်လုပ်မှုပိုင်းမှာတော်တော်လေးကိုကျွမ်းကျင်ပြီးကမ္ဘာကျော်တာကြောင့်ဖြစ်ပါတယ်။ဒီနေရာမှာဂျာမနီရဲ့အင်ဂျင်နီယာအတတ်ပညာနဲ့စက်မှုလုပ်ငန်းတွေကကမ္ဘာထိပ်တန်းအဆင့်ဖြစ်ပါတယ်။ငွေစက်ကူထုတ်လုပ်တဲ့စက်ပစ္စည်းတွေဆိုတာကတကယ်ကိုပဲရှုပ်ထွေးလွန်ပြီးတိကျမှုမြင်မာဖို့လိုအပ်ပါတယ်။ဂျာမနီကထုတ်လုပ်တဲ့စက်ပစ္စည်းတွေကတော့နောက်ဆုံးပေါ်နည်းပညာတွေအာယုံခံကိရိယာတွေနဲ့ပုံနှိပ်စနစ်တွေကိုအသေးစိတ်ပေါင်းစပ်ထားတာကြောင့်ကမ္ဘာနိုင်ငံတော်တော်များများကအကြိုက်တွေ့နေကြတာပါ။ငွေစက်ကူအတုတွေလုံးလို့မရအောင်လို့စက်တွေကနေအလွန်ရှုပ်ထွေးတဲ့လုံခြုံရေးစနစ်တွေကိုထည့်သွင်းပေးနိုင်မှဖြစ်မှာပါရေးစားတွေလျှို့ဝှက်ကြိုးတွေနဲ့အလင်းပြန်နိုင်တဲ့မှင်အစရှိတာတွေကိုတိတိကျကျပုံနှိပ်ပေးနိုင်တဲ့စွမ်းရည်တွေမှာလည်းဂျာမနီထုတ်စက်ပစ္စည်းတွေကအကောင်းဆုံးဖြစ်ပါတယ်အရေးသွေးလည်းမြင်မာသလိုနှစ်ပေါင်းများစွာလည်းအသုံးပြုလို့ရတာကလည်းဂျာမနီထုတ်စက်ပစ္စည်းတွေရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်ကမ္ဘာငွေစက်ကူထုတ်လုပ်ရေးဈေးကွက်ကိုဥဆောင်ထားတာကလည်းဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Korean Vanilla Banknote Solution ပဲဖြစ်ပါတယ်။ဒီကုမ္ပဏီကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကနိုင်ငံတော်တော်များများရဲ့ဗဟိုဘဏ်တွေနဲ့အလုပ်လုပ်လာတာကြောင့်သူတို့ရဲ့နည်းပညာနဲ့စက်ကိရိယာတွေကိုဒီကမ္ဘာလုံးဒီဘက်ကယုံကြည်စိတ်ချပြီးအသုံးပြုနေကြတာပါ။ဒါကတော့ငွေစက်ကူထုတ်လုပ်မှုပိုင်းမှာဂျာမနီရဲ့ဈေးကွက်စိုးမိုးထားနိုင်မှုပိုင်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းအောင်လှိုင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဂျာမနီကုမ္ပဏီကငွေစက်ကူထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ကုန်ကျန်းပစ္စည်းနဲ့ဆေးမင်တွေတင်သွင်းတာကိုရပ်ဆိုင်းခဲ့ပါတော့တယ်။ဒါကမင်းအောင်လှိုင်ကိုအကြက်ရိုက်သွားစေခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့လိုအပ်တဲ့နည်းပညာအကူအညီနဲ့ကုန်ကျန်းတွေရှားဖို့အတွက်အီရန်တရုတ်ရုရှားနဲ့အိန္ဒိယနိုင်ငံတွေကိုပဲမှီခိုနေခဲ့ရပါတော့တယ်။သတင်းတွေမှာတော့မင်းအောင်လှိုင်စစ်တပ်ကဝစီငွေထုတ်စက်ရုံမှာဂျာမနီစက်ဟောင်းတွေကိုဆက်လက်အသုံးပြုနေပေမဲ့ဆေးမင်ကိုတော့တရုတ်ကနေတင်သွင်းနေတယ်လို့ဖော်ပြထားပါတယ်။အကျိုးဆက်အနေနဲ့အခုနောက်ပိုင်းထုတ်လုပ်တဲ့ငွေစက်ကူတစ်တွေကစံမမီတော့ပဲအတုတွေများလာအပျက်စီးများလာတော့တာပါပဲငွေစက်ကူတစ်တွေအတွက်လိုအပ်တဲ့စက်ကူကုန်ကျန်းကိုတော့ကျွန်တော်ပြောသလိုပဲအိန္ဒိယနိုင်ငံကနေတင်သွင်းနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းဆေးမင်ပိုင်းမှာတော့တရုတ်ထုတ်ဆေးမင်တွေကဂျာမနီထုတ်ဆေးမင်တွေနဲ့ရှင်းလိုက်မယ်ဆိုရင်အရေးသွေးပိုင်းမှာအရန်ကွာခြားသွားပါတယ်ဒါကြောင့်ငွေစက်ကူထုတ်လုပ်တဲ့နေရာမှာအပျက်စီးများလာသလိုငွေစက်ကူအရေးသွေးတွေလည်းကျဆင်းလာခဲ့တာဖြစ်ပါတယ်အရင်ကထက်လည်းတူပဖန်တီးရတာပုံမလွယ်ကူလာတာကြောင့်ပြည်တွင်းမှာငွေတုတွေများလာခဲ့တာကလည်းဒါကြောင့်ပါပဲဝစီငွေထုတ်စက်ရုံကဝန်ထမ်းတို့ပြောတာကတော့ငွေစက်ကူတစ်တွေကရေနဲ့ထိမိတဲ့အခါမှာဆေးရောင်တွေပြည့်တက်ပြီးအယောင်ကျွတ်ပါတယ်အရင်တုန်းကဂျာမနီဆေးမင်တွေသုံးတော့ကတော့ဒီလိုဖြစ်ရမျိုးတွေမရှိခဲ့ပါဘူးဆိုပြီး BBC ကိုပြောထားတာတွေ့ရပါတယ်ထုတ်လုပ်မှုပိုင်းမှာဆိုရင်အပျက်စီးဖြစ်မှုကအာဏာမသိမ်းမီကထက်ပိုများလာခဲ့ပြီးအနည်းဆုံး15ရာခိုင်နှုန်းအထက်ပျက်စီးမှုရှိလာတယ်လို့သိရပါတယ်9ဆလောက်ထုံရင်10ဆလောက်ပြတ်နေတဲ့သဘောပါပဲဝ
ဝစီငွေထုတ်စက်ရုံကထုတ်လုပ်မှုပိုင်းနဲ့ပတ်သက်တဲ့နည်းပညာပိုင်းကိုတော့ရုရှားနိုင်ငံကအကူအညီပေးနေတယ်လို့သိရပေမဲ့တိတ်တော့မထူပါဘူးရုရှားစီကအကူအညီမရခင်တုန်းကတော့တရုတ်စီကနေနည်းပညာပိုင်းကိုအားကိုးခဲ့ပူပါသေးတယ်။အဲ့ဒီတုန်းကဆိုရင်အခုတက်တီတောင်မှအပျက်စီးအဆုံးရှုံးပိုများသလိုအရေးသွေးလည်းအစမတန်နှိမ့်တယ်လို့သိရပါတယ်။ဝစီငွေထုတ်စက်ရုံကထွက်လာတဲ့ငွေစက်ကူတွေကပြည်တွင်းမှာတော့ချက်ချင်းသုံးလို့မရသေးပါဘူး။ဘာကြောင့်လဲဆိုတော့ငွေစက်ကူအရွက်ရည်အစင်လိုက်နံပါတ်ရိုက်တာနဲ့လုံခြုံရေးကျိုးငွေကျိုးတက်တဲ့လုပ်ငန်းစဉ်ကိုဗဟိုဘဏ်စီရောင်းမှသာလုပ်ကင်တာကြောင့်ဖြစ်ပါတယ်။ဤပညာပိုင်းလိုအပ်ချက်ကြောင့်ပျက်စီးသွားတဲ့ငွေစက်ကူတွေကိုတော့ဗဟိုဘဏ်နဲ့မင်းအောင်လိုင်းစစ်တပ်ရဲ့လုံခြုံရေးနဲ့ဆိုင်တော့ပုံနှိပ်စက်ရုံလာနာစကနေပဲမိရှုဖျက်ဆီးပစ်ကြပါတယ်။မင်းအောင်လိုင်းစစ်တပ်ကဒေါအောင်ဆန်းစုကြည်ရဲ့အယက်သားအစိုးရကနေအတင်းတမာအာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းမှာငွေကျပ်ထရီလီယံပေါင်း31ထရီလီယံအထိရိုက်ထုတ်ခဲ့တယ်လို့သိရပါတယ်။ဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်တုန်းကတော့2019ခုနှစ်ကနေ2020ခုနှစ်နှစ်တာကာလအတွင်းမှာငွေကျပ်ဘီလီယံ3600ကျော်သာရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ဆိုတော့မင်းအောင်လိုင်းစစ်တပ်ကအာဏာသိမ်းကာလ၄နှစ်ကျော်တက်တန်းအတွင်းမှာနေမယ်အရင်အယက်သားအစိုးရကာလတုန်းကထက်ငွေစက်ကူထုတ်လုပ်မှု8ဆကျော်ပိုများနေတာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်တုန်းကတော့ငွေစက်ကူလိုအပ်ချက်ရှိမှသာတစ်နှစ်ကို2ကြိမ်လောက်ပဲထုတ်ရမယ်ဆိုတဲ့ policy မျိုးချမှတ်ထားခဲ့ပူပါတယ်။ဒါပေမဲ့အခုမင်းအောင်လိုင်းလက်ထက်မှာတော့အရင်ကထက်2ဆတိုးပြီးထုတ်လုပ်နေတယ်လို့သိရပါတယ်။ငွေစက်ကူတစ်တွေကိုအကန့်အသတ်မရှိထုတ်ဝေနေတာကြောင့်မြမငွေကြေးတန်ဖိုးလည်းကျဆင်းလာခဲ့ပြီးငွေကြေးဖောင်းပွားမှုနှုန်းကလည်းမြင့်တက်လာခဲ့ပါ